သုတဓမ္မကဝေသည်ဒီပတ်တုပါရဏဒေသနာနိဗ္ဗာန်လမ်းပြသည်အရှင်သီလာစာရတိတဘူယာမင်းဤနေတွင်မှတ်စုများအပိုင်းငါဒေါရကယတိနေများစတင်ဖတ်ကြားခြင်းနေမဂ်ကင်၈ပါးမရှိသည့်နေရာ၌မတ်ဖို့နိဗ္ဗာန်ရနိုင်သလားရှင်းပြပါဖြေမဂ်ကင်၈ပါးမရှိသည့်နေရာ၌မတ်ဖို့နိဗ္ဗာန်မရနိုင်ပါရင်းနှင့်ပတ်သက်၍မြတ်စွာဘုရားကမဂ်ကင်၈ပါးမရှိတဲ့သာသနာမဂ်ကင်၈ပါးမရှိတဲ့လမ်းစဉ်ဟာဘယ်တော့မှနိဗ္ဗာန်ရောက်ကြောင်းလမ်းစဉ်မဟုတ်ပါမဂ်ကင်၈ပါးအကျင့်ကိုကျင့်နိုင်မှသောတာပန်ဖြစ်နိုင်တယ်တဂရဂံဖြစ်နိုင်တယ်အနာဂံဆိုတာဖြစ်နိုင်တယ်ယဟန္တာဆိုတာဖြစ်နိုင်တယ်မေအဘယ်ကဲ့သို့သောသူကိုနိဗ္ဗာန်သို့သွားနေတဲ့သူလို့ပြောလို့ရပါသနည်းရှင်းပြပါဖြေ1မဂ်ကင်၈ပါးကိုကိုယ်တဏ္ဍာမှာဖြစ်အောင်လုပ်တယ်2တိုးတက်အောင်လုပ်တယ်3ဒီဇိုင်းမက်ပွားများအားထုတ်တဲ့သူဒီနိဗ္ဗာန်ကိုသွားနေတဲ့သူနိဗ္ဗာန်သွားမဲ့ရင်ကိုစီးနေတဲ့သူဖြစ်တယ်မေမဂ်ကင်၈ပါး၏အစဉ်တန်းကွဲပြားပုံကိုရှင်းပြပါဖြေမဂ်ကင်တွေဘယ်အချိန်စဖြစ်တာလဲဆိုရင်ဝိပဿနာဉာဏ်စဖြစ်လာတဲ့အချိန်ကစဖြစ်တယ်1သောတာပတ္တိမတ်ဆိုတာမဂ်ကင်၈ပါးပါပဲနှစ်တဂရဂံမိမတ်စဉ်ရောက်တဲ့အခါသောတာပတ္တိမတ်အဖြစ်ဖွဲ့စည်းထားတဲ့မဂ်ကင်၈ပါးထက်တဂရဂံမိမတ်အဖြစ်ဖွဲ့စည်းလိုက်တဲ့မဂ်ကင်၈ပါးကပိုအားကောင်းတယ်3အနာဂံမိမတ်အဖြစ်ဖွဲ့စည်းလိုက်တဲ့မဂ်ကင်၈ပါးကပိုအားကောင်းတယ်4ယဟန်အရဟတမတ်ဖြစ်ဖွဲ့စည်းလိုက်တဲ့မဂ်ကင်၈ပါးကအားအပြည့်ဆုံးစွမ်းအားထက်ဆုံးမဂ်ကင်ဖြစ်တယ်။ဤကဲ့သို့မဂ်ကင်၈ပါးသည်အစဉ်တန်းကွဲပြားကြပါသည်။မေဒေါရကယတိကသူကိလေသာအပူငြိမ်းမှုအတွက်အားထုတ်ခြင်းပါတယ်လိုက်နာခြင်းပါတယ်တရားဟောပေးပါလို့လျှောက်တဲ့အခါမြတ်စွာဘုရားကြီးဟောပြချက်ကိုဖော်ပြပါ။ဒီကိုယ်စိတ်မှာရှိတဲ့အပူတွေငြိမ်းခြင်းနဲ့ຢာကတွေငြိမ်းခြင်းနဲ့မောဟတွေငြိမ်းခြင်းနဲ့ဆိုရင်သူ့ဟာသူမငြိမ်းပါစူးစမ်းမှငြိမ်းပါမည်။နှစ်စူးစမ်းအားထုတ်ပြီဆိုရင်နိပကရှင်ကျင်ဉာဏ်ရှိဖို့ရင့်ကျက်တဲ့သိပညာရှိဖို့လိုအပ်တယ်။သတိရှိဖို့လိုအပ်တယ်။မဂ်ကင်၈ပါးအကျင့်။၃ငါဘုရားစီမှာမှတ်သားပြီးတဲ့နောက်မှာကိုယ့်ရဲ့တန်တန်မှာရှိတဲ့ຢာကဆိုတဲ့အပူတွေဒေါသဆိုတဲ့အပူတွေမာမာနဆိုတဲ့အပူတွေငြိမ်းဖို့ရာအတွက်စူးစမ်းအားထုတ်ရမည်ဟုဟောပြပါသည်။နှစ်ချုပ်အပူငြိမ်းခြင်းနဲ့ຢာကငြိမ်းခြင်းနဲ့ဆိုရင်အာတပစူးစမ်းအားထုတ်မှုရှိရမယ်။နှစ်နိပကောဆင်ခြင်ရမယ်။3တတ္တောတတိပဋ္ဌာန်အာယုံပေါ်သတိရှိရမည်။မေမဟေတိအဓိပ္ပာယ်ကိုရှင်းပြပါဖြေမဟေတိအလွန်မြင့်မြတ်တဲ့ပုဂ္ဂိုလ်ထူးခြားသည့်ပုဂ္ဂိုလ်တရားဓမ္မကိုရှာဖွေတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်မေဇာဂရိယာနုယောကနိုးနိုးကြကြအားထုတ်ခြင်းဟူသည့်အဘယ်နည်းရှင်းပြပါဖြေနေ့အခါမှာလဲဈဉ္ဉံသွားလိုက်ထိုင်လိုက်ကိုယ်စိတ်ထဲမှာရှိတဲ့စိတ်ကိုပိတ်ဆို့တတ်တဲ့နိဝရဏတရားတွေကိုဖယ်ရှားမည်ဆိုလိုပါတယ်ကိလေသာတွေကိုယ်စိတ်ထဲမှာမဖြစ်အောင်ဟန်တားနေတာတားဆီးနေတာဖြစ်လာရင်တွန်းထုတ်နေတာဒါတွေကိုဇာဂရိယာနုယောဂဟုဆိုပါတယ်မေတရားအထုတ်ခြင်းဟူသည်အဘယ်နည်းရှင်းပြပါဖြေကုသိုလ်စိတ်ကိုပိတ်ဆို့ဟန်တားတတ်တဲ့နိဝရဏတရားတွေအကုသိုလ်တရားတွေကနေစိတ်ကိုစင်ကြယ်အောင်လုပ်ခြင်းသည်တရားအထုတ်တဲ့ဆိုတယ်လို့ဆိုပါတယ်မေအတ္တကိလမထဟူသည်အဘယ်နည်းရှင်းပြပါဖြေအတ္တကိလမထဆိုတာအကျိုးမရှိပဲခန္ဓာကိုယ်အပင်ပန်းခန္ဓာဖြစ်သည်စောင်းရသည်မှာရေသွားချိုးတယ်နေပူပြီးဆိုရင်မီးပုံလေဝင်ပြီးထိုင်တယ်အပူတိုက်တယ်ခန္ဓာကိုယ်ကိုစူးပေါ်မှာအိတ်တယ်ရင်းတို့ခန္ဓာကိုယ်နှိပ်စက်မှုများသည်အတ္တကိလမထပင်ဖြစ်ပါသည်ရင်းအချင်းသည်ဒုက္ခဆင်းရဲတဲ့အချင်းအရိယာတွေမချင်းအနတ္တတန်ဟိတအကျိုးမရှိသောအချင်းဖြစ်သည်မေမဂ်ကင်၈ပါးဖြင့်ကိုနှုတ်စိတ်ထိမ့်သိမ့်ပုံကိုရှင်းပြပါဖြေတမဝါစာတမကမ္မန္တတမအာဇီဝတို့ဖြင့်ကိုနဲ့နှုတ်ထဲမှာအကုသိုလ်မဖြစ်အောင်ဖြစ်လာတဲ့အကုသိုလ်တွေကိုတွန်းထုတ်သည်နှစ်တမဝါယမတမတတိတမသမာဓိတမသင်္ကပ္ပတမဒိဋ္ဌိတို့ဖြင့်စိတ်ထဲမှာအကုသိုလ်တွေမဖြစ်အောင်တွန်းထုတ်သည်မေအရာရာတွင်သတိဖြင့်ဆင်ခြင်ဖို့လိုအပ်ကြောင်းကိုဥပမာနှင့်တကွရှင်းပြပါဖြေအရာရာတွင်တတိတံပဇင်များသည်လိုအပ်သည်ထို့ကြောင့်မြတ်စွာဘုရားသည်ဘုဇင်9ပါးတွင်တတိတံဘုဇင်ကိုထိတ်ကထားပြီးဟောထားပါသည်ဘုဇင်9ပါးပွားတယ်ဆိုရင်တတိဖြင့်စောင့်ကြည့်ရသည်လွန်ရင်လွန်တယ်ရော့ရင်ရော့တယ်တတိဖြင့်စောင့်ကြည့်နေရတယ်ဥပမာပရိန်ဆရာသည်ရွှေကိုမီးဖုတ်တဲ့အခါမီးပြင်းလင်လဲရွှေဟာမဆက်သွားလိမ့်မည်တိတ်အေးလွန်းလင်လဲတိတ်ပြော့လွန်းသွားလိမ့်မည်ကြီးထုတ်ဖို့ရာခက်ခဲသွားလိမ့်မည်ထို့ကြောင့်တိတ်လဲမပြင်းစေရတိတ်လဲမရောစေရပါမေစိတ်တက်ကြသည့်အခါပွားရမည့်ဘုဇင်3ပါးကိုဖော်ပြပါဖြေတရားအထုတ်ဖို့စိတ်တက်တွေဂျုံနေပြီဆိုရင်ဓမ္မဝိဇ္ဇာတန်ဘုဇင်
2. ဝရိယတန်ဖိုးစဉ် 3. ပီတိတန်ဖိုးစဉ်တို့ကိုပွားများရမည်မေစိတ်သက်တက်သည့်အခါပွားရမည့်ဘိုးစဉ်3ပါးကိုဖော်ပြပါဖြေစိတ်သက်တက်လွန်းတဲ့အခါ1ပတ္တတိတန်ဖိုးစဉ်2သမာဓိတန်ဖိုးစဉ်3ဥပိ္ပခာတန်ဖိုးစဉ်တို့ကိုပွားပေးရမည်မေဘုဇင်ပွားသည့်အခါလိုအပ်ချက်2ချက်ကိုဖော်ပြပါဖြေဘုဇင်ပွားသည့်အခါနိပကအတိညာဉ်စင်ရင်တုံတရား2တတ္တောကာယဝေနာစိတ်တဓမ္မပေါ်အဓိရှိရမည်မေတရားမှတ်သည့်အခါအရေးကြီးလိုအပ်သည့်အင်္ဂါ3ရက်နှင့်မဖြစ်အင်္ဂါ3ရက်နှင့်မဖြစ်စေရမည့်အရာတို့ကိုဖော်ပြပါဖြေတရားမှတ်သည့်အခါအဓိကလိုအပ်သည့်အင်္ဂါ3ရက်မှာအာတာပြီးစ조사အထောက်မှုရှိရမည်2တံပဇာနာအကဲခတ်တက်ရမည်စင်ကျင်တက်ရမည်3တတိမာတတိထားရမည်မေတရားအထုတ်သည့်အခါမဖြစ်စေရမည့်အရာကိုဖော်ပြပါဖြေတရားအထုတ်သည့်အခါအာယုန်ဒီပေါ်မှာလောဘဒေါသမဖြစ်စေရနိဝရဏတရားများမရှိစေရမေလောကမှာအရှုပ်ထွေးကိုရှင်းဖို့လိုအပ်သည့်ချက်များကိုဖော်ပြပါဖြေအရှုပ်ကိုရှင်းကျင်နေဆိုရင်1တိလရှိရမယ်တမဝါစာတမကမ္မန္နာတမအာဇီဝ2တံပညောပညာရှိရမယ်3စိတ်တံပညင်စဘာဝရံတမာတိစိတ်ကိုတိုးတက်အောင်လုပ်ရမယ်တိလအပေါ်ခြေခံပြီးတမာတိနှင့်ပညာတိုးတက်အောင်လုပ်မေအရာခတ်သိမ်းကိုသိမြင်နိုင်တဲ့အရှင်ဘုရားအနေဖြင့်တပည့်တော်ဒေါဒကယတိမှာရှိတဲ့တန်တရားတွေကိုပြောက်အောင်လုပ်ပေးပါလို့လျှောက်တဲ့အခါမြတ်စွာဘုရားကြီးပြန်လည်မိန့်ကြားချက်ကိုဖော်ပြပါဖြေမြတ်စွာဘုရားသည်လမ်းပြတဲ့ပုဂ္ဂိုလ်သာဖြစ်သည်တုံမေဟိကိစ္စံအာတပံသင်တို့ကိုယ်တိုင်စ조사ရမည်အခရတာရောတထာဂတာဘုရားဆိုတာဟောယုံတာဟောဖေးသည်သင်ရဲ့တန်တရားတွေကိုလွတ်အောင်ငါမတတ်နိုင်ဒီလောကမှာပဲဖြစ်ဖြစ်တန်တရားရှိနေတဲ့သူတွေကိုတန်တရားလွတ်အောင်ငါမလုပ်ပေးနိုင်ကိုယ့်ဘာသာကိုလုပ်ရမည်ကျင့်ရမည်ဟုပြန်လည်မိန့်ကြားပါသည်မေမြတ်စွာဘုရားသည်ကဲတင်သူမဟုတ်လမ်းပြသူဖြစ်ကြောင်းကိုဥပမာနှင့်တကွရှင်းပြပါခေမြတ်စွာဘုရားသည်လမ်းပြတဲ့ပုဂ္ဂိုလ်သာဖြစ်သည်တုံမေဟိကိစ္စံအာတပံသင်တို့ကိုယ်တိုင်စူးစမ်းရမည်အခရတာရောတထာဂတာဘုရားဆိုတာဟောယုံတာဟောပေးသည်တုတ်တန်တစ်ခုတွင်ပုံနာကြီးတစ်ယောက်ကမေးသည်အရှင်ဘုရားဟောတဲ့တန်းနိုင်နိဗ္ဗာန်ဆိုတာလည်းရှိတယ်နိဗ္ဗာန်ရောက်ကြောင်းမဂ်ခင်၈ပါးအရှင်ဘုရားပြထားတယ်အဲ့ဒီတော့နိဗ္ဗာန်လည်းရှိတယ်နိဗ္ဗာန်ရောက်ကြောင်းတရားလည်းရှိနိဗ္ဗာန်ကိုလမ်းညွှန်ပေးမယ်အရှင်ဘုရားလည်းရှိတယ်ဆိုတော့အကုန်လုံးနိဗ္ဗာန်ရောက်ကြသလားငါဥပမာတစ်ခုပြောပြမယ်ရာဇဂိုပြည်သွားတဲ့လမ်းမင်းကောင်းကောင်းသိတယ်တရားရောက်ကလာမေးရင်ရာဇဂိုပြည်သွားတဲ့လမ်းကိုပြပါလို့ဆိုရင်ရာဇဂိုပြည်ကြီးကလည်းရှိတယ်သွားတဲ့လမ်းလည်းရှိတယ်လမ်းညွှန်မဲ့သူမင်းကိုယ်တိုင်လည်းရှိတယ်သို့တော့အဲ့ဒီလမ်းကြောင်းကိုမလျှောက်ဘဲနဲ့နောက်ကြောင်းပြန်လာလိုက်လို့မရောက်ရင်ဘသူအဖြစ်လဲကိုမဟုတ်တာလုပ်ရင်ကိုပဲညှဉ်းနှွမ်းပြီကိုကောင်းတာလုပ်ရင်ကိုပဲစင်ကြင်ပြီကုသိုလ်အကုသိုလ်ဆိုတာအတီးတီးလုပ်တဲ့ပုံကိုယ်နဲ့သာဆိုင်ပြီဘသူကမှဘသူကိုလုပ်ပေးနိုင်တာမျိုးမဟုတ်ပါကိုဘာတာကိုလုပ်ရမည်ကျင့်ရမည်ဖြစ်ပါသည်ထို့ကြောင့်မြတ်စွာဘုရားသည်ကဲတင်သူမဟုတ်လမ်းပြသူသာဖြစ်ပါသည်